မင်းကလေးငယ်ဟာငယ်စဉ်ကလေးကထူးခြားတဲ့စွမ်းရည်တစ်ခုနိုးထလာခဲ့ပြီးသူမအပေါ်မကောင်းတဲ့ရွေချက်နဲ့လိန်ညာပြောဆိုသူရှိလာတိုင်းထိုလိန်ညာမှုကလက်တွေ့ဖြစ်လာတတ်ပါတယ်သူမကိုမွေးစားထားတဲ့ဖခင်ကကြက်တောင်မှန်ကိုတမီးဖြစ်သူထံမှယူပြီးသားဖြစ်သူကိုပေးချင်တာကြောင့်သားဖြစ်သူအသားမစားရလျင်လူအတူတူဖြစ်သွားလိမ့်မည်ဟုတမင်လိန်ညာပြောဆိုခဲ့ရာနောက်တစ်စက္ကန့်မှာပင်သားဖြစ်သူဟာမြေပြင်ပေါ်လဲကျသွားပြီးမျက်လုံးပြန်ပွင့်လာချိန်တွင်စိတ်ပိုင်းဆိုင်ရာမတန်ဆွမ်းသူတူဖြစ်သွားခဲ့ပါတယ်နှစ်အနေငယ်ကြာပြဒီနောက်ထိုမတန်ဆွမ်းဖြစ်သွားသောမောင်ဖြစ်သူကရွာသားများ၏စိုက်ခင်းများကိုမိရှုခဲ့ရာမွေးစားဖခင်ကဒါရီအားလုံးကိုတမီးဖြစ်သူလောက်တာပါဟုဆွဆွဲပြီးသူသားမျက်စိကွယ်သွားပါစေလူတယောက်ကိုမှမှားမှာမဟုတ်ဘူးဟုလူများရှိတွင်ထပ်မံလိန်ညာခဲ့ရာချက်ချင်းပင်မျက်စိကွယ်သွားခဲ့ပါတယ်ထိုမိန်းကလေးအရွယ်ရောက်လာချိန်တွင်သူမ၏အရင်မြင်မိဘများကလာရောက်ရှာဖွေတွေ့ရှိခဲ့ပြီးသူတို့ကထိုဒေသတွင်အချမ်းသာဆုံးမိသားစုဖြစ်နေကမိခင်ဖြစ်သူကတမီးရင်းကိုအိမ်သို့ပြန်ခေါ်လာခဲ့ပါတယ်ထိုအခါမွေးစားထားသည့်တမီးဖြတ်သူကတမီးရင်းပြန်ရောက်လာလျင်မိမိကိုအိမ်ကမောင်းထုတ်ပြီးစိုးရိမ်တဲ့ဖြစ်မိခင်ဖြစ်သူအားစွန့်မပြည့်ရန်ငိုယိုတောင်းပန်ခဲ့ပြီးမိခင်ကလည်းသူမကိုအလင်းမြန်ပင်လက်သိပ်ပေးခဲ့သည်ထိုမြင်ကွင်းကိုမြင်တွေ့ရပြီးနောက်တမီးရင်းကသူမအတွက်အခန်းပြင်ပါလဲဟုမေးမြန်းခဲ့တော်လဲညီသူကမျှအခန်းပြင်ဆင်မထားပေးကြောင်းပြောကြားခဲ့တဲ့ဖြစ်မွေးစားသမီးကသဘောကောင်းခြင်းရောက်ဆောင်ကမိမိအခန်းကိုပေးမိဟုပြောရတမီးရင်းကချက်ချင်းသဘောတူခဲ့သည်မိသားစုတစ်ခုလုံးကမွေးစားသမီးသည်ငယ်စဉ်ကလေးကအားနေပြီးအနာရောဂါထူပြဘောသူဖြစ်တဲ့ဖြစ်အိမ်တွင်အကောင်းဆုံးခန်း၌နေရမည်ဟုပြောဆိုခဲ့တော်လဲတမီးရင်းကထိုမိသားစုတစ်ခုလုံး၏လိန်ညာမှုများကိုဖော်ထုတ်ခဲ့သည်ထို့နောက်မွေးစားသမီးကတနာစရာကောင်းခြင်းရောက်ဆောင်ကသူမပဲအိမ်ကထွက်သွားပါမည်ဟုပြောခဲ့ရာမိခင်ဖြစ်သူကအမဖြစ်သူကညီမဖြစ်သူကိုအရှုပ်ပေးရမည်ဟုတမီးရင်းအားပြောဆိုပြီးမွေးစားသမီးသာစစ်စင်းရရလျင်တွေးအံလိမ့်မည်ဟုဆရာဝန်ကယောဂရှာဖွေထားကြောင်းလိန်ညာပြောဆိုခဲ့သည်နောက်တစ်စက္ကန့်တွင်တမီးရင်း၏စွမ်းရည်ကထိုလိန်ညာမှုကိုသိရှိသွားပြီးမွေးစားသမီးဖြစ်သူသည်ချက်ချင်းပင်တွေးများအလာခဲ့ကမိသားစုတစ်ခုလုံးကသူမကိုစေယုံတို့ပို့ဆောင်ခဲ့ကြသည်တမီးရင်းကအင်စင်များကိုမွေးစားသမီးအခန်းအားမိမိအတွက်ပြင်ဆင်ခိုင်းပြီးနောက်စေယုံတို့လိုက်သွားခဲ့ရာသူမ၏အရင်မြင့်မိဘများသည်မွေးစားသမီးဘက်သို့ပင်ပလိုက်နေစေဖြစ်ကြောင်းတွေ့ရှိခဲ့ရသည်မွေးစားသမီးကိုလက်သိရန်အတွက်ဖခင်ဖြစ်သူကကုမ္ပဏီရှယ်ယာများ၏10%ကိုပေးရန်ပင်စီစဉ်ခဲ့ပြီးထိုစကားကိုကြားပြီးနောက်တမီးရင်းကသူတို့ကိုမိသားစုကဲ့သို့မဆက်ဆံတော့ဘဲသူမကိုယ်တိုင်လည်းတနာစရာကောင်းခြင်းရောင်ဆောင်ကအပြင်တွင်နှစ်ပေါင်းများစွာဒုက္ခခံခဲ့ရကြောင်းနဲ့အိမ်ပြန်ရောက်လာချိန်တွင်သူမ၏အဆင့်တန်းကမွေးစားသမီးလောက်ပင်မရှိကြောင်းပြောဆိုခဲ့သည်မိဘများကလည်းအနာဂတ်တွင်တမီးရင်းကိုကုမ္ပဏီရှယ်ယာထက်ဝက်တိတိပေးမည်ဟုလိန်ညာပြောဆိုရမှတပါအခြားရွေးချယ်စရာမရှိခဲ့ဘဲထိုလိန်ညာမှုအတွက်ညီမအဖိုးခပေးရမည်ဟုသူတို့တတိမမူမိခဲ့ကြပေအဘဲကြောင့်ဆိုသောနောက်တစ်နေ့တွင်ကုမ္ပဏီရှယ်ယာထက်ဝက်သည်တမီးရင်းထံသို့စမ်းကြယ်စွာလွှဲပြောင်းရောက်ရှိသွားခဲ့ပြီးလုံထုံးလုံနည်းအားလုံးသည်လည်းတရားဝင်ကဥပဒေနှင့်ညီညွတ်နေသောကြောင့်တမီးရင်းကကုမ္ပဏီအကြီးဆုံးရှယ်ယာရှင်ချက်ချင်းဖြစ်လာခဲ့သည်ဖခင်ဖြစ်သူသည်တမီးရင်းအားရှယ်ယာများကိုအမှန်တကယ်မပေးချင်တဲ့ဖြစ်ချက်ချင်းပြန်ပေးရန်အတင်းကျပ်တောင်းဆိုခဲ့တော်လဲတမီးရင်းကညှဉ်းဆန်ခဲ့ပြီးယခုချိန်တွင်မိသားစုကိုသူမကသာဥဆောင်နေပြီဖြစ်ကြောင်းတတိပေးခဲ့သည်ဖခင်ဖြစ်သူကထိုရှယ်ယာများကိုလက်မလွတ်ချင်တဲ့ဖြစ်နောက်တစ်နေ့ရှယ်ယာရှင်များအစည်းအဝေးတွင်မွေးစားသမီးသည်လည်းသူ၏တမီးရင်းဖြစ်ကြောင်းဖော်ပြထားသည့်အတူအယောင်စစ်ဆေးချက်အစီရင်ခန်းစာကိုတင်ပြကရှယ်ယာများကိုပြန်လည်ခွဲဝေရန်လိုအပ်ကြောင်းပြောဆိုခဲ့သည်တမီးရင်းကဖခင်ဖြစ်သူကိုနောက်ထပ်တစ်ကြိမ်တားမိတော်ဆက်မှုပြန်စစ်ဆေးရန်အကြံပြုခဲ့ရာဖခင်ကသဘောတူခဲ့သည်အဘဲကြောင့်ဆိုသောထိုမွေးစားသမီးသည်အမှန်တကယ်ပင်သူ့အပြင်တွင်တိတ်တဆိတ်ရရှိထားသောတမီးဖြစ်နေသောကြောင့်ဖြစ်သည်စစ်ဆေးမှုရလဒ်ထွက်လာပြီးနောက်တမီးရင်းကမိခင်ဖြစ်သူထံတွားရောက်ခဲ့ပြီးထိုမွေးစားသမီးသည်သူမ၏ခင်မုန်းဖြစ်သူနှင့်တာတော်ဆက်ပြီးမိခင်ဖြစ်သူနှင့်မတော်ဆက်ကြောင်းဖော်ထုတ်ပြသခဲ့ရမှာမိခင်ဖြစ်သူသည်ခင်ပွန်းဖြစ်သူ၏တစ္ဆာဖောက်မှုကိုသိရှိသွားပြီးတမီးရင်း၏ဘက်မှယက်တီက